ngã là bị cu nhị đau nè là ngã đau nè mà bắt đi màu đau nè nhìn nó ngã bảo nó lao chỉ cho này cha hả mà nếu mà ngã cu nhị đau nè cu nhị nè là ní တိပြီးပြီလား channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကတော့လက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ရှင် ကျွန်မသေးပါနဲ့ဟုတ်လို့ရေးကြည့်လို့ပါလို့မဖတ်ဒီမှာညီမလေးဆက်သွယ်တာကိုလေဖုန်းကဟိုတနေ့တော့ကျတော့မဖတ်ဒီမှာလာလို့ရှိရင်တဲ့ကြိုးချောင်းလေးပြောပြီးတော့တဲ့ပြန်ခေါ်ပေးလိုက်မယ်ဆိုခုချက်လေးဖုန်းကလုံးလုံးမပေးပါအမရဲ့အမကိုကူညီတောင်းနေတာပါအမကိုဓမြတိုက်နေရလဲမဟုတ်ခိုးနေရလဲမဟုတ်ဖွက်နေရလဲမဟုတ်ကူညီတောင်းနေတဲ့ကြားရနေအမပဲအဲ့နေရအမပဲသိမှာမလို့မဖတ်ဒီမှာဒီလောက်ကြီးတွေကျွန်တော်တို့ဒုက္ခခံပြီးတော့ကူညီတောင်းနေရသိလားညီမဖုန်းဆက်လာဆိုလဲအမဖုန်းတို့ကောပေါင်းကိုမရှိနိုင်တော့ဘူးမကိုကူညီတောင်းတာပါမြန်မာလူမျိုးချင်းချင်းမစီးပွားရေးမပါလို့မကူညီချင်ဘူးဆိုတာတော့ကိုသိပါဒါပေမဲ့မြန်မာလူမျိုးချင်းချင်းမလို့ကူညီတာမတကယ်လို့မြန်လေအဲ့နေရာမှာလေညီမတို့ကလေလက်ပတ်ဝင်းကြောက်ရောင်းမှာတော့9ရက်ကွန်ကြောက်ရောင်းမှာလို့ဆိုအမမရရအောင်ညီမဖုန်းကိုဆက်သွယ်လာမှာဒီကောက်ကမရောက်မဟုတ်မဖြစ်မနေရောက်ကိုရောက်တယ်ညီမဖုန်းနေတဲ့ကောက်ကိုကိုကြဘယ်လိုပဲတော့မစီးပွားရေးမဟုတ်တဲ့အတွက်ကြောင့်မဆက်သွယ်လို့ဖြစ်ပြီးတော့ဖုန်းတောင်လုံးလုံးဆက်ပိတ်လိုက်တယ်ညီမခုနမကောဆိုလို့ချင်းကို90ကျော်ပါသီလားညီမလည်းမြန်မာလူမျိုးချင်းချင်းအမကောက်တဲ့နဲ့မပလာတိတာလောက်ထားတဲ့ဥစ္စာလေးတကြောင်မို့မကိုတွေးလို့မို့ညီမလည်းကျေးဇူးတင်လဲတင်တယ်အဲ့ဒါကြောင့်မလို့အမကောက်ကိုညီမဒုက္ခပေးဖို့လည်းမဟုတ်ဘူးဒုက္ခပေးဖို့လည်းမဟုတ်ဘူးမစီပွားရေးမဟုတ်ဘူးဆိုတော့သိတယ်မလူမှုရေးရပါအမရဲ့ကုညီလို့ရပါတယ်မဖတ်ဒီမှာလည်းညီမလေးနေရာမှာဆိုတော့အမသမီးပြသွားတာမျိုးတို့အမပြသွားတာမျိုးဆိုရင်လည်းညီမကိုကုညီတောင်းလဲညီမမျိုးကုညီမှာမဆိုရင်အမကောက်တဲ့ဆိုညီမတို့အများနဲ့အားပေးနေတဲ့လူတွေအများနဲ့မကောက်ဆိုတဲပေးပြီးဝင်းရံပေးနေလို့အမရေဟောတော့ကချင်းမောင်းတဲ့ရောင်းကြတယ်မှာညီမတို့အားပေးတာခုမှမြင်းကြီးရောက်မှာအားပေးတာလည်းမဟုတ်ဘူးဒါလေးကုညီရနေတော့မတက်လည်းပန်းမကြည့်ဘူးမပတ်စံနေတော့အများကြီးလူပေးနေပြီးတော့မှဒါလေးလောက်ကူညီတာတော့မအတွက်တော့ပန်းမကြည့်တော့ပါဘူးနော်မအတွက်ပန်းမကြည့်ပြမယ်ညီမတို့အတွက်ကတော့ပန်းကြည့်တယ်မင်းလည်းလုံးပြန်ပြီအဲ့လိုမျိုးညီမတို့အတွက်ကတော့ရေးကြည့်နေလို့မှညီမအကောက်ကိုမဒီလိုနဲ့ဒေါနဲ့မောမပြောမှအမညီမကိုကူညီတော့မှဆိုတာညီမသိတယ်ညီမချိုးချိုးသားသားပြောနေလို့ညီမကူညီတော့မှကိန်းကိုမပေါ်ဘူးသိလားအမတည်းနဲ့တွေးလို့မလို့အမကိုဒီလောက်ကြည့်တယ်ညီမတို့ကူညီတောင်းတာမဖုံးဆိုလည်းကဲဒီနေ့ဆိုတရားကိုထိုင်းခွန်တယ်ဒီမဲ့ဒါဆိုလည်းသူ့အမေရုံလို့ချင်းလည်းမဲကြည့်လို့ရတယ်အားကြောင့်ကူညီခိုင်းတာပါလို့မရေလို့ညာလေးတို့ကူညီပေးပါအောင်လို့အဲ့ဥစ္စာလေး तू ကဆိုလည်းဖုံးဆိုလည်းမရှိဘူးအမရဲ့ဖုံးလေးပါဆိုလည်းမသုံးတတ်ဘူးအမပတ်ဒီမှာကောက်ဆိုညီမတို့ကဒါမတို့ဘော်ဒါဖြစ်နေတဲ့အတွက်ကြောင့်မို့အမရဲ့ကောက်ထဲကိုညီမတို့အများနဲ့သဲပေးပြီးဝင်းရံပေးနေတဲ့အတွက်ကြောင့်မို့ညီမတို့ကဒါမကိုသိတာသိလို့သဲပေးနေတဲ့နဲ့နေတော့မှကလေးလေးတွေကိုလှူပေးမနဲ့အဲ့ပုံကတက်လာလို့မလို့ညီမလည်းသိလို့မလို့မကိုကူညီတောင်းနေရပါညီမကဓာတ်ပုံလေးတင်ပေးတယ်ဆိုမလှူထားတာမသိပါတယ်အဲ့ဒါတော့ဟေးဘယ်ဖရားလေးဆိုအမအဲ့လိုလေးပြောရုံလေးနဲ့ညီမတို့ရှားပါမလည်းမှုမပတ်ပါဘူးမလည်းမပြောပါဘူးအဲ့လိုလေးဖြေပေးရမှာတော့မကူညီသိမပါတယ်မရဲ့ဘာဖြစ်လို့လဲဆိုအမဒါဒီနေရာမှာပြသွားဆိုလဲညီမတို့အဲ့လိုမျိုးလောက်ကြည့်ညီမဖုန်းနံပါတ်ကိုချိန်မျိုးဆက်ညီမကူညီပေးမှညီမလှူခဲ့တယ်ဆိုရင်ပြောပြရနော်ညီမလည်းဗမာလူမျိုးပါညီမတို့ကမားတို့လောက်တော့မကျွမ်းပါဘူးဒါသူ့မေဆိုဘာမှမလုပ်တော့သူ့ဖေဆိုလည်းဘာမှမလုပ်အမေဆိုလည်းအဲ့ရလည်းဘုံလဲတယ်ခုချိန်ဒီသူ့မေဆိုစောက်ပြန်တာမကြည့်လိုက်လေလူမျိုးလူရမှာဒါဒီရွယ်ဆိုတာဝါမဲ့ရွယ်မားတို့လောက်တောင်မှအသက်မရှိသေးဘဲနဲ့တော့ပိန်ပြုတ်စောက်နေကြတယ်မှာမတွက်ကြည့်လိုက်အဲ့သားသမီးဆိုဘယ်လောက်ကနေတော့မားတို့သိမှာပါရှာနိုင်တဲ့အင်အားကြလားမားတို့လို့မရှိဘူးဘာလိုချင်တာလဲဆိုတော့ဘာမှလိုချင်လို့မဟုတ်သီလားဘာမှမလိုချင်ဘူးအဲ့ခု तू လူလိုက်တဲ့ဖရားပေါ့နော်အဲ့ဖရားနံပါတ်လေးတစ်ခုလည်းပဲသိချင်တာအဲ့ဖရားနံပါတ်လေးတစ်ခုပဲဘာဖရားညီမလေးရေသွားစကားလေးတစ်ခွန်းနဲ့နေပဲသိချင်တာဘာမှမလိုချင်ဘူးဟုတ်တယ်ဘာမှမလိုချင်ဘူးဆိုတာကျတော့လိုချင်လို့သူ့ကိုဓာတ်လိုက်ကြီးရန်ရှားနေရလဲမဟုတ်ပြဿနာရှားနေရမဟုတ်ပွဲလောက်နိုင်လည်းမဟုတ်ဘူး तू လူခဲ့တဲ့ဖရားလေးကိုဘာဖရားတော့သိချင်တာဘာလို့အဲ့ကြမှာညီမတို့ကရှာရမှာလေ तू လူခဲ့တဲ့ဖရား तू ပဲသိမှာလေညီမလူခဲ့တဲ့ဖရားညီမသိတယ်လို့မျိုးနော်အဲ့ကြတော့ညီမအဲ့လိုသိချင်တော့ကြောင့်မို့သူ့ကိုဓာတ်လိုက်ဆက်သွယ်နေတာဘာမှလိုချင်လို့သူ့ကိုပွဲဖြစ်နေရလဲမဟုတ်ပွဲလောက်နေရလဲမဟုတ်ဘူးအကိုတူကျွန်တော်တူနော်ခု तू လူခဲ့တဲ့ဖရား तू ပဲသိမှာအကိုလူခဲ့တဲ့ဖရားကိုပဲသိမှာညီမလူခဲ့တဲ့ဖရားညီမပဲသိမှာခုကျတော့ညီမတို့ကောက်ရုံးပုံနဲ့အားပြောက်လို့ရှာတယ်လို့ဖြစ်နေတာဘာလို့ကောက်ရုံးပုံနဲ့အားပြောက်လို့ရှာနေအောင်တော့ခု तू လူခဲ့တဲ့ဖရားကိုညီမတို့ကမသိဘူးမသိတော့ကြောင့်ညီမတို့ကဘယ်ရှာမှမသိဘူး तू ကညီမလေးရဲ့ဘယ်ဖရားလို့ပြောလို့ဆိုညီမတို့အဲ့ဖရားကိုသွားရှာမှာသူ့ကိုလည်းဟိုဒုက္ခပေးချင်လို့လည်းမဟုတ်ဘူး तू စီးပွားရေးဒုံနဲ့ထိုးချင်လို့လည်းမဟုတ်ဘူးသူ့ရဲ့ပျော်ရွှင်မှုကိုလည်းဖျက်ဆီးချင်လို့လည်းမဟုတ်ဘူးညီမတို့မှလို့ညီမတို့ပူနေညီမတို့မလို့သူ့ကိုဓာတ်လိုက်ဆက်သွဲနေရတာဟိုလိုတောင်းမို့ဆက်သွဲနေရမဟုတ်မပတ်ဒီမကိုတကယ်လို့ပေါ့နော်အကိုဒီစကားမေးကြမှာဒါအကိုသိတယ်ဆိုတာကျွန်တော်သိတယ်အကိုတကယ်လို့သိခဲ့တယ်ဓာတ်လိုက်လေးခင်းတယ်ဆိုရင်လည်းညီမတို့သူ့ကိုလေမေးပေးပါနော်အဲ့ခုညီမတင်ပေးတဲ့ထဲအားလေးကဘယ်ဖရားကိုလှူခဲ့တာလဲဆိုတဲ့သိရစကားလေးတစ်ခွန်းနဲ့ပဲသိချင်တာနော်အမားတော့ဘယ်ဖရားကိုလှူခဲ့ဆိုညီမအဲ့ဖရားကိုပဲသွားရှာပါပါလို့နော်ပွဲလောက်နေရလားမဟုတ်ပါဘူးလို့တကယ်ပါမကိုကူညီတောင်းနေတာပါလို့မစီပွားရေးကိုလည်းပြက်ပါသေးတော့ဆိုတဲ့စကားနဲ့လည်းပြောတာမဟုတ်ညီမတို့တကယ်ကိုမသိလို့မလို့အမကိုတကယ်ကိုအဲ့လောက်ကြီးဒီဆက်သွဲနေတာပါလို့နော်
ညီမတို့တီးကဲလို့ချင်းညီမတို့သွားရှာမှာပေါ့မရဲ့ဘာလို့တကူတကကြီးဘေကုံခံပြီးတော့ဒီလောက်ကြီးဒီညီမတို့ဒုက္ခခံပြီးတော့ရှားနေမှာလဲလို့နော်ကုသိုလ်လည်းညီမတို့အဲ့လောက်ကြီးဒီတဲတန်ရှားနေရတယ်ဆိုတာလည်းညီမတို့တကယ်ကိုသိကြမသိလို့ပါလို့နော်အပြစ်တော့မတင်ပါနဲ့လို့နော်တကယ်ကိုခခရရကိုလည်းတကယ်ကိုတောင်းပန်ပါတယ်လို့တကယ်ကိုလည်းကူညီပေးပါလို့ပဲညီမပြောချင်ပါတယ်လို့အမားတို့လို့တော့ညီမတို့ကတော့အပြန်ကြီးထဲမှာတော့မပါဘူးဒါပေမဲ့ညီမတို့လက်ကဲမိတဲ့လောက်တော့ညီမတို့ရှားနေပါတယ်လို့နော်ငွေအင်အားကြလဲညီမတို့မှမလိုက်နိုင်ဘူးခုဟိုရှားနိုင်ဖို့အင်အားရော့ဆိုပြီးတော့လှုပ်ဖို့ကြလဲညီမတို့မှမရှားနိုင်ဘူးအဲကြတော့အမအတိကျဘယ်ဖျားမလို့ပြောခဲ့လို့ရှင်တော့ညီမရှားနိုင်တဲ့အတွက်ကြောင့်မို့အဲ့ဘယ်ဖျားပါလှူခဲ့တာပါဆိုတဲ့ဟာလေးကိုတော့ညီမတို့ကိုပြောပေးပါလို့နော်မဖတ်ဒီမအောင်ညီမမျိုးလဲမြစ်တိုင်ရက်ခံပါတယ်လို့အမကောက်ထဲမှာတိကျကြီးတွေ့ထားတာညီမတူမသွားတော့သေးကြပါတယ်လို့နော်သေးကြတဲ့အတွက်ကြောင့်မို့ညီမကိုအဲ့ဒါလေးတော့ကူညီပေးကြပါဦးလို့နော်လိုင်းပေါ်ကအကိုကြီးတွေလည်းပေါ့နော်အမပဲဖြစ်ဖြစ်အကိုပဲဖြစ်ဖြစ်ဒေါ်ပဲဖြစ်ဖြစ်အန်တီပဲဖြစ်ဖြစ်ညီမရဲ့အကောက်ကိုခုသွင်းနေတဲ့အကောက်လေးကိုလေညီမကိုတတ်နိုင်တဲ့လောက်လေးသိလားမဖတ်ဒီမကောက်တဲ့ကိုရအောင်လေပို့ပေးကြပါလို့နော်မဖတ်ဒီမကူညီမရမယ်ပစ္စည်းမလို့ပါလို့နော်မဖတ်ဒီမကူညီဘဲနဲ့ဒီဥစ္စာကြီးတွေ့လာမယ်ကိမမြင်လို့ပါလို့ကူညီပေးကြပါဦးလို့နော်တကယ်ပါဘာမှပွဲပြည့်ချင်လို့လည်းမဟုတ်ပါဘူးဘောင်လေးသိလားမားတို့အားဟိုပဲမားတို့ကိုးတာသူမြဲအားဟိုမားတို့ကိုးတာမဟုတ်ဘူးမားတို့ကသိချင်အောင်လေးတက်ပဲဟုတ်တယ်မအတန်နာနေလို့မလို့ဒါကြီးကိုညှစ်ပြောလေရလို့မလို့ဟုတ်တယ်မဒေါပါဝါတဲ့ဒါဒေါပါဝါလည်းခုဒီမှာမဖတ်ဒီမအောင်မတောင်းမှန်ပြီးသွားပြီမောင်လေးကဘာဆိုင်လို့မအောင်လို့ပြောနေတာမောင်လေးလာကူညီရတာလားဟဟလားလက်ကလေးကလည်းဒီတိုင်းလွယ်တကူလူတိုင်းရေးတတ်တယ်သူများနဲ့ဒုက္ခရောက်နေတဲ့အချိန်ကမှနင်ရလို့ပြောထားတဲ့တကနင်မှလည်းဒုက္ခမရောက်တာမရှိဘူးနင်လူပြောလားလူလိုလားတော့ငါမသိဘူးနင်ကတော့ငါဝင်မကြည့်ရသေးဘူးငါ့ကိုပြောတဲ့စကားကိုနော်ခုဒီမဲ့ငါတို့ကကိုမကိုဗမာလူမျိုးကိုမကိုဝင်ခံတယ်ကိုမကိုတောင်းမှရဲတယ်နင်းသားယောက်ျားမတတ်မတော့ကိုမကိုဝင်ခံပြီးတောင်းမှရဘူးကိုချီတော့ကိုအားမကိုလို့ငါဘသူချီတော့ကိုအားကိုနေလို့ဟမ်ငါ့ဘာလို့ပြောနေအောင်လို့ငါချီတော့ကိုငါမအားကိုလို့ငါဘသူချီတော့ကိုအားကိုနေလို့တော့အေးငါခုငါပြောနေတာမဖတ်ဒီမအောင်ငါပြောနေတာခုမဖတ်ဒီမအောင်ငါခုဘလို့မစင်မပြေလို့ငါတို့ကဒီလောက်ကြီးဒီငါလွှင့်လိုက်ရတာစင်လို့ချင်ငါလွှင့်ကြမလို့ခုလက်ခုကိုမကိုတီးလို့မလို့ဝင်ခံရဲတယ်ငါတို့ကပြောရဲတယ်ဆိုရဲတယ်တောင်းမှရဲတယ်ငါတို့မားရင်လည်းဒူထောက်ကမှလည်းဝင်မလို့ငါတို့မားရင်လည်းဒူထောက်ကမှလည်းဝင်မလို့နင်းတူမတို့နင်းသားသမီးတို့နင်းညီမတွေတို့ပျောက်သွားချင်ငါလိုပဲနင်းဒေါပါမှာပဲနော်ငါလိုပဲပြောမိမှာပဲဒါပေမဲ့သူတပည့်ငါတို့ကသေးရောင်းရတဲ့လူအတန်အားပေးရောင်းရတာဥပမာလည်းပဲသူများလည်းတော့ဖိနေရှင်နဲ့ကြည့်ပြီးအားပေးရောင်းရတာမဟုတ်ဘူးငါတို့တန်တဲ့အော်မအိုင်ငါလာဝယ်မှာငါတို့ကငါရောင်းတဲ့လူနော်ငါစိမ့်သက်ပြီးရန်လောက်တယ်လို့လဲပါဇက်ကငါ့ကိုပြောဖို့မတွေးထားနဲ့နော်နင်တို့ပြောလို့ငါပြောလာတာနင်တို့မပြောရင်ငါပြောလာတဲ့အကြောင်းမရှိဘူးငါမှန်နဲ့မှအများကြီးပဲရွေးထားပဲမကူညီချင်ပါဘူးငါကူညီတောင်းတာလဲမဖတ်ဒီမတယောက်တည်းနင်တို့တောင်းတာမဟုတ်ဘူးနင်တို့နဲ့နေသားကြီးကိုလူခဲ့တဲ့ကာယကံရှင်ကိုတောင်းနေတာမလူခဲ့တဲ့တာယကံရှင်တဲ့တခြားသည်နင်တို့ပြောပေးရမှာမဟုတ်ငါ့ကိုအေးမကူညီရှင်နေမနှောက်ရက်နဲ့နော်မြန်မာတွေကလည်းအားကြောင့်မပြောတာပဲမြန်မာတွေကဘယ်တော့မှလူတစ်ပတ်သားကိုကူညီရမယ်လို့တွေးတော့မကြည့်ဘူး။ဘာလဲရင်ထဲသူဝါကူထုံးမဲ့လူတွေကြီးပဲ။ဟာဖေကကျုပ်ကတော့ထင်လား။ရင်ထဲလူကတော့မြင်ရအောင်ပြန်မထုံးပမာမရှိရင်ထဲနေပါဆိုရင်ဒီမှာရေတော့ကိုပြန်တို့ချတာမဲ့လူတွေကြီးပဲ။ကိုသေးရအောင်ကိုဝါလောက်အောင်လို့ဆိုရင်နင်တို့ရအောင်တင်ကြမဲ့လူတွေရအောင်လောက်ကြမဲ့လူတွေကြီးပဲ။ကိုငါတို့ဒုက္ခအမလို့နင်တို့ငါ့အောင်လို့ပြောနေတာနင်တို့ငါနဲ့ရမှာကိုငါ့ကိုကောမဲ့ရေးသွားတဲ့လူတွေမကူညီချင်ဘူးလို့ပြောနေတဲ့လူတွေငါနေရာမှာနင်တို့ဆိုလဲနင်တို့အဲ့လိုပြောမဲ့လူတွေပြန်မပေါ်ပါသေးနဲ့လို့ငါဆူတောင်းလိုက်မယ်သိလား။နင်တို့ငါ့ကိုအဲ့လိုပြောငါ့ကိုကောမန်နဲ့မပြောနေတဲ့လူတွေမျိုးလို့နင်တို့လည်းအဲ့လိုမပြောကြပါသေးနဲ့လို့ငါအမြဲတမ်းဆူတောင်းပေးမယ်ငါတို့တူမအရင်ကြီးပြောက်တာနော်အရင်ကြီးပြောက်တာတော့ဒီလောက်လေးတော့ဒေါပါမှာပဲဖြည့်တွေးရအများကြီးတွေးတရားတွေကြီးပဲငါ့ကိုမုန်းတဲ့တွေးနေအောင်လို့ငါဘယ်သူနဲ့မှရန်သူရန်ပတ်ဖြစ်တာမရှိဘူးအေးကိုလည်းကိုမကိုဒါမှလည်းငါလိုင်းဘွားနဲ့နင်ကိုတရားဝင်ကကိုမဘတ်ဒီမအောင်လည်းငါတောင်းမှပြန်မယ်ငါဒီလိုလို့ကိုငါ့ကိုသူလူခဲ့တဲ့နေရာတော့ငါ့ကိုပြောပြီးငါတရားဝင်တောင်းပါခုဖုန်းထဲမှာလည်းငါတောင်းမှစိတ်ချနေမပူနဲ့ငါတို့ကမြန်မာလူမျိုးနင်တို့ပြောမှငါဟွာလောက်မှာမဟုတ်ဘူးငါ့ကိုပြောရမယ့်လူတယောက်မှမရှိဘူးဒါလေးပေါ့နော်ဒီမှာဒီညီမလေးပြောထားတာလေးမျိုးကိုညီမညီမလေးတောက်တဲ့ဆိုညီမတို့အများနဲ့အားပေးနေတဲ့လူတွေအများနဲ့မကောက်တဲ့ညီမလေးဒါလေးကလေအမအခုမှမြင်တာနော်အခုမှမြင်တာပါပြီးတော့လေမကူညီပေးချင်လို့မဟုတ်ပြီးတော့လေအမားတို့လေဖုန်းပါလေအဲ့လို line ဟိုဟာ online ဖုန်းဆိုတော့လေအကောကလေ100လောက်ရှိရသီလားဟို Viber ဒီမှာပြောတာတွေပြီးတော့လေအကူညီရလေညီမလေးအကူညီတောင်းတဲ့လူတွေကလေတရက်ရက်ကိုအမားတို့မှာအယောက်50လောက်ရှိတယ်ညီမလေးရဲ့အဲ့အကြောင့်မို့ဒီမှာဒါဆိုလေညီမလေးခုမှတင်ထားတာအမခုမှတွေ့တာပါတကယ်ခုမှတွေ့ရနော်ဒါခုမနေ့မှ
တွေ့တာမို့ဒီကလေးလေးอ่ะဆိုရင်ဒါရွှေစရန်ကောင်းဝင်းနှထောင်းကြပါပေါ့နော်ရွှေစရန်ကောင်းဝင်းနှထောင်းကြမှာဒီကလေးလေးอ่ะဆိုရင်ရွှေစရန်ကောင်းဝင်းနှထောင်းကြမှာပါညီမလေးဒါနှထောင်းကြရွှေစရန်ကောင်းဝင်းနှထောင်းကြမှာနော်ညီမလေးပြီးတော့လေတခုပြောချင်တာအမကလေအဲ့လိုမျိုးအောက်ခြေရတက်လာအဲ့လိုစိတ်တွေလည်းမရှိဘူးเนาะပြောအောင်မယ်ညီမလေးဘသူ့အမလည်းမခွဲကြဘူးအမတို့ပြီးတော့အမတို့ညီမတွေဝန်ထမ်းနေပေါ့နော်အမတို့ညီမဝန်ထမ်းနေရဆိုရင်တရက်ကိုအကူကြီးတောင်းနေလို့လူလေးငယ်စဲနေတာမဟုတ်ဘူးအဲကြောင့်မို့သူတို့ကကြတော့သူတို့အလုပ်သူတို့ပဲပေါ့နော်သူတို့လောက်တာမို့လို့နော်ညီမလေးဘာဆိုလဲညီမလေးတယောက်တည်းမဟုတ်တော့တယ်မို့သူတို့ကလည်းညီမလေးကညီမလေးကလေးပြောက်တာဘယ်နာဘယ်လိုဆိုပြီးညီမလေးတို့လည်းဖုန်းဆက်ညီမလေးလိုရင်းမရဘူးဟုတ်တယ်မလားနော်ညီမလေးတို့ဖုန်းဆက်ရင်လိုရင်းမရဘူးတဲ့ဒါအခုမှအမတွေးလို့ပေါ့နော်ကျွန်တော်တွေးလို့အခုမှဒါလေးကိုဖြည့်ပေးရတာပါအဲ့လိုမျိုးစိတ်လုံးဝမရှိပါဘူးညီမလေးဒါနှထောင်းကြကားဝင်းမှာပါနော်ညီမလေးကလေးမေလည်းဂယူဆိုင်ပါရှင်ကိုကလေးကိုပေါ့ဂယူဆိုင်စေချင်ပါတယ်မှန်တယ်မလားငါပြောတာ သမီးတို့ကလည်းဘိုင်ဘာမှာလည်းစာဝင်တွေကတနေ့ကိုထောင်ချီနေတာဖုန်းခေါ်တဲ့သူကလည်းအများကြီးစိုက်မှာလည်းဈေးရောင်းရတယ်ဆိုတော့လေဈေးရောင်းရတဲ့ပြဿနာနဲ့ဈေးရောင်းရတဲ့ဟာကိုပဲအာရုံစိုက်နိုင်ပါရှင်ဒီလိုမျိုးအကူအညီတောင်းတဲ့ဟာကြီးကြတော့တတိရတဲ့ဟာမျိုးဆိုရင်တော့ပြောပြတယ်တခါလေလူများတဲ့ခါကြရင်တော့လေတတိမရလို့မလို့ဖတ်ဒီမှာကိုပြောမပြနိုင်တာလည်းရှိတယ်အဲ့အမကြီးဆိုရင်ဖုန်းခေါ်တယ်အဝင်း90တရားတော့မခေါ်ဘူးမခီးသွားနေလို့မလို့ပြန်လာရင်ပြောပြပါမယ်လို့ပြောထားလိုက်တာသမီးတို့လည်းနောက်ရက်ကြတော့ဈေးဝယ်တွေနဲ့ဆိုတော့လေမေ့သွားအောင်လို့မပြော ခီးသွားနေမလို့ပြန်လာရင်အမကိုပြောပြပါမယ်ကုညီပါအောင်အမလိုပဲပြောတာဟုတ်တယ်မလားဘာမှပြောဘူးပေါ့နော်ညီမလေးတကယ်တမ်းတော့လေဖုန်းဆက်လဲညီမလေးဟိုကလေးပြောက်သွားလို့ပေါ့နော်အမတို့မဖက်ဒီမှာပုံလေးတက်တော့မှတွေ့တယ်ကလေးလေးကိုမိုးလေးပေးထားတာဘယ်နာမှလဲဆိုဒါရွှေစရန်ကောင်းဝင်းနှထောင်းကြမှာပါရှင်ဒီကလေးလေးကနော်ရွှေစရန်ကောင်းဝင်းနှထောင်းကြမှာပါအမရေကူအတက်လေးမှာပေါ့နော်ဒါကလေးတွေကိုတယောက်တည်းမို့အဲ့ညာအများကြီးပါဒါဖြစ်ပေးလိုက်ပါတယ်နော်ညီမလေးစိတ်လည်းမစိုးပါဘူးဘာလဲဆိုကိုချင်းစားပါတယ်ဒါပေမဲ့ဟိုဘက်ကဟိုမိဘတယောက်ညီမလေးကတယောက်ထင်းတယ်နော်ညီမလေးကဘာတော်လဲတော့မသိဘူးဟိုဘက်ကမိဘကိုချင်းစားပါတယ်အမားတို့ကလေတရက်အခုကြီးတောင်းလို့နေနေဒီပို့လည်းအမားတို့တကယ်ကိုခုမှမြင်တာပါခုမှမြင်တဲ့အတွက်ဖြစ်ပေးဘုရားကားကြီးခွင့်ပါပေါ့ ဟုတ်တယ်ညီမလေးကားကျူးမုံနော်ရွှေစရန်ကောင်းဝင်းနှထောင်းကြမှာလူခဲ့တာညီမလေးတော်တော်ကိုကြာပြီနော်ညီမလေးတို့ပြောက်တာလဲအခုတို့3လပိုင်းတို့တော်တော်တောင်ကြားနေပြီလေကလေးလေးပြောက်တာကြားပြီမလေးလားပြေတဲ့ရောက်နေပြီပေါ့မမရဲ့ပြောက်တာအဲ့ဒါညီမလေးသက်ဆိုင်ရာတွေဘာတိုင်ပြီးပြောလေညီမလေးဟုတ်ပါမမညီမလေးအဲ့ပုံနဲ့တိုင်းပြီးတော့အဲ့လိုမျိုးလာရမှာခုကျေးဇူးရမှာလိုက်ညီမလေးနဲ့ကျေးဇူးရသူတို့ကကတော့တာလည်းလို့ကျေးဇူးရဖျားနဲ့သူအဲ့လိုမျိုးပြောနေကြတယ်ညီမလေးကျေးဇူးရဟိုလည်းတော့လေးပြောက်ကိုလည်းတွတ်ထားတယ်ပေါ့မဟုတ်ဘူးအဲ့ဒါညီမလေးအဲ့လိုမအဲ့ရွှေစရမာတော့သူ့သွားတော့သူ့မိဘတွေပါလားသူ့အမေတို့မေးရမှာလေအမားတို့ဘယ်နေ့ကသွားလဲအမားတို့ပါလားအမားကလေးတွေနဲ့ဘယ်ကိုသွားသေးလဲရွှေစရန်သွားလားဘယ်သွားလားအဲ့လိုပေါ့အဲ့ဒါကလေးတွေမှာအများကြီးပဲနော်ညီမလေးဟုတ်တယ်ကလေးတွေအများကြီးပဲမတယောက်တည်းပဲပါလာကြောက်တာလို့ကတော့2ယောက်ပေါ့တယောက်တည်းပဲပါလာတာအေးမဟုတ်ဘူးလေအဲ့ဒါမအေးကိုမေးလိုက်လေသူ့အမေကသူ့မေကိုမေးလိုက်လေရွှေစရန်သွားတာဘယ်ချိန်မှသွားလဲကလေးကိုပါဆိုတော့မိဘပဲကိုသားသမီးပြောက်တယ်ဆိုရင်ဟုတ်တယ်မလားဟုတ်အဲ့လိုလေလို့ကြောက်တာမဟုတ်ဘူးမမရေသူတို့အောက်ဆက်လုပ်ငန်းလုပ်တာအောက်ဆက်လုပ်ငန်းလုပ်ခြင်းမတန်းနဲ့အရှိစရန်နားလေးကိုအောက်ဆက်လုပ်ငန်းလုပ်တာဩအေးလုပ်ငန်းလုပ်ခြင်းမတန်းနဲ့ပွားဘူးလေးနဲ့ငငယ်ရဲ့အဲ့ဒီမလေးမမလူတဲ့ကောင်မလေးရဲ့တရားကိုအဲ့ဒီမလေးသူကလည်းလိုက်ချတာပုံရောက်ချတာပေါ့ပါရဲ့ဒီမလေးလည်းတော့ရန်ကုန်ရောက်တာဆိုဒီမလေးလည်းရန်ကုန်ကနေဆင်းလာပြီးတော့ဝိုင်းချတယ်ဒီမလေးအဲ့မှာတလားတော်လောက်ချတယ်ဒီဘလို့မှမတွေ့လို့ဒီမလေးကဆင်းသွားတော့ဆင်းခုပြန်ပြောင်းလာပေါ့အဲ့ဒါညီမလေး line ပေါ်မှာပေါ့နော်အဲ့ပုံလေးနဲ့အဲ့လိုတခြားမှာပြီးတော့သက်ဆိုင်ရာပေါ့နော်အစင်ပြေသက်ဆိုင်ရာတွေမှာလည်းပြောရမှာညီမလေးအဲ့မှာကူးချပေးလို့ရမှာလေဟုတ်ကဲ့ပါဘာအဲ့လိုလေအဲ့ဒီနေရာမှာဆိုရင်တော့ညီမလေးတို့လည်းတနေ့မတွေ့တော့တွေ့မှာပေါ့ညီမလေးလည်းအဲ့ကိုတွားချမှာပေါ့ပါရဲ့ကလေးပြောက်တာတနေ့မတွေ့တနေ့မှာအားချင်းမလုပ်ဘဲနဲ့ညီမလေးအားချင်းလောက်ပါရဲ့မရဲ့ line ပေါ်မှာလည်းညီမစနာဆိုအများကြီးပဲအေးညီမလေး line ပေါ်နေမရဘူးတက်ဆိုင်အကုန်လုံးအမတယောက်တည်းမဟုတ်ဘူးလူတိုင်းကိုညီမလေးအခုညီတောင်းတင်တာဒီပုံလေးနဲ့ဒီကလေးပုံလေးတွေ့ရင်ပြောပေးကြပါဦးဘယ်နေ့ကတကယ်တော့ကိုသားသမီးပြောက်တဲ့ရက်ဆွဲနဲ့ဒိတ်နဲ့ဟိုမှတ်ထားရမှာညီမလေးဒိတ်နဲ့မိတ်ဘယ်နေ့ကပြောက်သွားလို့ပါဒီကလေးလေးကိုကူးချပေးပါဆိုခဏတွေ့တာဟိုရက်တည်းဆိုတော့ဟိုကလေးလေးပြောက်တာလေအဲ့လိုပဲညီမလေးညီမလေးအဲ့လိုရှာတာပါရဲ့အဲ့လိုရှာတာပါညီမလေးကကျတော့မှန်တိုင်းလို့အများတဲ့ကိုရောက်သွားနိုင်တာပါညီမလေးကတပြားအဲ့လိုမျိုးရှိဘူးလေအပဲလိုက်တဲ့လူတွေနေတော့ကျတော့ညီမလေးအဲ့လိုမဟုတ်ဘူးညီမလေးအဲ့စင်အင်းဘော
အခုဥပမာညီမလေးကအမကိုပြောမယ်ဆိုအမရဲ့ဒီကလေးလေးကတော့ဘယ်နေ့ရက်ဆွဲလေးရဲ့အဓိကဓာတ်ပုံလေးရဲ့အဲ့လိုမျိုးတချို့ဆိုအကူကြီးတောင်းအဲ့လိုမျိုးတောင်းတာညီမလေးဟိုပေါ့ရက်ဆွဲလေးရဲ့ကလေးဓာတ်ပုံလေးနဲ့အဓိကလေးဘယ်နှစ်နာရီဘယ်နှစ်မိနစ်ကအိမ်ဘာရောင်လေးနဲ့ပျောက်သွားပါတယ်အဲ့လိုလေးပြောရင်တန့်တွေ့တာညီမလေးအဲ့လိုတင်မေးကြပါနော်ညီမလေးအဲ့လိုလာပြောဆိုဒီပြည့်ဆယ်လီဟိုတော်တော်များများပောက်တဲ့လူရအဲ့လိုလေးရှာပေးတယ်ညီမလေးအသက်ဘယ်နှစ်မိန်းကဆိုမိန်းကယောက်ျားရဲ့အဲ့လိုမျိုးလေးတွေညီမလေး လူကြီးမင်းတို့ရောဘလို့ထင်ပါသလဲလူကြီးမင်းတို့အမြင်နဲ့ခန်းစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးကြပါအောင်ရှင်ကျမတို့တင်သမျှမလွတ်တမ်းကြည့်ရအောင် subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပါဦးရှင်